EVC ရဲ့လူတွေပြောပြတဲ့လှုပ်ဝက်ချက်ကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အနေနဲ့အခုပထမဦးဆုံး error အသေးလေးကနေစပြီးပြောပြမယ်။ချို့တော့ EV တွေကတချို့တော့เนาะကျွန်တော်ပြော EV အားလုံးမဆိုလို့ဘူး။တော့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ဟာတွေတန်လာ။နောက်တစ်ခုကဘာလဲဆိုတော့ပထမဆုံးအသေးဆုံးချက်ကကျွန်တော်တို့ FN နားထောင်လို့မရဘူး။ချို့တော့ brand တွေမှာ FN နားထောင်လို့မရဘူး။သူတို့ကိုသွားပြန်ပြောတော့လေသူတို့ကဘာပြောလဲဆိုတော့ဝယ်ရတော့ပြောပါတယ် software update ရရင်သုံးလို့ရမယ် software update ရရင်သုံးလို့ရမယ် software update ကကျွန်တော်တို့ဘယ်နေ့ဘယ်ချိန်ရမယ်ဆိုတာသူတို့တော့မပြော deadline လည်းမရှိဘူးအဲ့တော့ကျွန်တော်တို့ဘာလုပ်ရလဲကျွန်တော်ဆိုပြတချင်းနားထောင်ရတာကြိုက်တယ်ဒါပေမဲ့ကျွန်တော်ချင်းကို download ဆွဲပြီးနားထောင်ရတာပြင်တယ်အဲ့တော့ကျွန်တော်တို့တစ်ခါကြာမှာ FN လေးတွေသတင်းလေးတွေချင်းလေးတွေ chart program လေးနားထောင်ပြီးတော့ကျွန်တော်အနေနဲ့သွားခြင်းတယ်ဒါပေမဲ့မရတဲ့အတွက် Bluetooth ချိတ်တယ် data ဖို့တော့နည်းနည်းတော့ကုန်တာပါအဲ့ဒါနံပါတ်2အချက်အဲ့ဒါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရဘာလဲဆိုတော့ဆက်နှိုးလိုက်တဲ့အချိန်မှာမိတွေအကုန်လုံးလင်းလာလုံးဝပြန်ပိတ်တော့ဟာကောင်းကောင်းနေတယ်ဆက်နှိုးပဲကိုလက်ဟာဒုက္ခပဲလိုလို့ရမယ်လုံးဝပြန်မပိတ်တော့ဘူးမိဆိုတာချက်မိအဲ့လိုမျိုးပေါ့လေမိအစုံဝမ်းနေမိတွေအဲ့လိုမျိုးအစုံလင်းလာလုံးဝပြန်မပိတ်တော့ဘူးအဲ့တော့ကျွန်တော်အနေနဲ့ကားမောင်းရတာစိတ်ထဲမှာတိတ်ပြီးတော့မတက်ဖြစ်လာဘာဖြစ်လာလဲလမ်းမှာပဲထိုးရတော့မှဒါပေမဲ့ကားတော့မောင်းလို့တော့ရတယ်ဒါမီးအစုံလင်းနေအဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကားကိုမောင်းသွားရင်လမ်းရှင်းတဲ့နေရာကျတော့ဘေးချပြီးရပြီးတော့ကျွန်တော်ခဏဆက်တက်လိုက်တယ်ဒါပေမဲ့ချက်ချင်းတက်ပြီးတော့ချက်ချင်းပြန်လို့ရင်အမီတွေလင်းနေတော့မယ်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော် service ကိုဆက်တော့အဲ့ဒါ software error တက်တာတဲ့ software error တက်တယ်ဆိုတော့ကျွန်တော်အနေနဲ့ခဏတစ်ခုရက်လိုက်ပါဘူးတဲ့ဆိုတော့ကျွန်တော်တစ်ဖေးတန်မှာရက်လိုက်တယ်တစ်ဖေးခဏတောင်းနေလိုက်တယ်အေးစစ်စစ်နောက်7မိနစ်15မိနစ်အဲ့လောက်ကြာတော့အချိန်မှာပြန်နှိုးရင်တော့အဲ့ error တွေကပျောက်သွားတယ်အဲ့ဒီမှာကျွန်တော်တို့တွေ software error တက်တဲ့ဟာမျိုးတွေဖြစ်တတ်ပါတယ်ကျွန်တော်ဖုန်းတွေerror တက်တယ်လို့ပြောလို့လေအဲ့လိုမျိုး error လေးလည်းရှိတတ်ပါတယ်ဒါကနောက်တစ်ခုတတိယချက်ကကြတော့ခုနကကြတော့မီးတွေလင်းတာဒီခုကကြတော့လုံးဝပျောက်ကျွန်တော်တို့မိတ်ဆွေသိတဲ့အတိုင်းပဲကျွန်တော် EV တွေမှာကျွန်တော်တို့ infotainment circuit ကြီးပါတယ်ပြီးတော့ digital cluster လေးလည်းပါတယ်ပေါ့နော်အဲ့နောက်ခုလုံးကလုံးဝ black ကြီးပဲဖြစ်တယ်လုံးဝအမဲအောင်ဘာမှလုပ်လို့မရတော့ဘူးဘာဆိုဘာမှသုံးလို့မရတော့ဘူးဖြစ်တယ်ကားကတော့ခုနကမောင်းလို့ရတယ်ဒါပေမဲ့အဲ့ဥစ္စာကြီးလုံးဝ touch မရတော့ဘူးအဲ့ဒါလည်းခုနကအတိုင်းပါပဲခဏကားကိုလမ်းမေးထိုးရက်လိုက်ပါကားတော့မောင်းလို့ရတယ်နော်ဒါပေမဲ့ဘာမှမမြင်ရတော့ကျွန်တော်တို့ဒီမောင်းရစိတ်ထဲမှာမသက်ခံစားရတဲ့အတွက်ကျွန်တော်ဒီခဏထိုးရက်လိုက်တယ်လမ်းချင်းနဲ့မှာထိုးရက်တယ်တော့တဲ့အတိုင်းပဲ7မိနစ်15မိနစ်နောက်လမ်းလာတယ်သူ research ချတဲ့ပုံစံမျိုးပေါ့လေအဲ့လိုချပြီးတော့ပြန်ထုတ်လိုက်ရင်ရပါတယ်ဒါကတတိယအချက်ကျွန်တော်ကြုံရတယ်အခုနောက်ဆုံးအချက်ကတော့နည်းနည်း danger ပေါ့လေမိတ်ဆွေနေလည်းတတိထားလို့ရအောင်ကျွန်တော်ကြုံရတဲ့ဟာတွေပြောပြတာမိတ်ဆွေတို့ရောဘယ်လိုမျိုးပုံစံမျိုးတွေကြုံမှုလဲကျွန်တော်အခုဖြစ်သွားတဲ့ error တွေကိုကြုံမှုလားကြုံမှုလဲဆိုရင်မိတ်ဆွေတို့ကြုံမှုတဲ့ error လေးတွေကျွန်တော်အနေနဲ့ပြန်ပြီးတော့ comment မှာမှတ်ပြီးဒီတစ်ခေါက်ကျွန်တော်ပြောပြမယ်နောက်ဆုံး error ကျတော့ကျွန်တော် battery% တွေပြုတ်ကြbattery% တွေကဘယ်လိုပြုတ်ကြလဲဆိုကြပါစို့ကျွန်တော် battery% တွေ50ရှိတဲ့အချိန်မှာကျွန်တော်ရတယ်တော့လောက်ရှိသေးတယ်ကွာငါပြင်းတယ်ရကြမှာပဲသွင်းမယ်ဒါမှမဟုတ်လဲမနေ့ကျမှပဲသွင်းလိုက်မယ်ကွာဒါမှမဟုတ်အကြောင်းကြောင့်ညီမလာသေးလို့မနေ့ကျမှပဲသွင်းမယ်ညကျမှပဲသွင်းမယ်အဲ့လိုမျိုးချိန်ပြီးတော့ဘာဖြစ်လဲဆို50ရတယ်ဒုံးဆိုပြီးတော့ချိန်ဘယ်လောက်မှမကြာဘူးเนาะ9နာရီ10နာရီလောက်ပဲကြာကားလေးဆိုတော့လုံးဝမသုံးဘူးရထားတဲ့ချိန်မှာ50ရနေပြီးတော့15-20လောက်ထိပြုတ်ကျသွားတာကျွန်တော်ကြုံဘူးတယ်အဲ့လိုမျိုးကြတော့တော်ဆဗျာကျွန်တော်တို့ဒီကိစ္စတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်သွားလာပြီးမှကြာရင်အဲ့လိုမျိုးပြုတ်ကျသွားတဲ့ခါမျိုးမှာကျွန်တော်တို့အခက်ခဲဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာအခုပြောရတဲ့ error တွေအကုန်လုံးကကျွန်တော်အနေနဲ့အပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့ authorize ရထားတဲ့ company တွေ dealer တွေကကျွန်တော်အနေနဲ့ software update လေးတွေရှားတယ်ဆိုရင်ကျွန်တော်တို့ကိုupdate လေးတွေပုံမှန်လေးတွေပြုလုပ်ပေးစေချင်တယ်အဲ့ဒါမျိုးတွေကိုပြောချင်တာပါကျွန်တော်အနေနဲ့အပြစ်ပြောတာလုံးဝမဟုတ်ပါဘူးကျွန်တော်လည်းကျွန်တော်ဖြစ်ခဲ့ရတဲ့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ error လေးတွေကိုမိတ်ဆွေတို့အနေနဲ့ပြန်လဲမျှဝေခြင်းတခုသာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် peace ပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်ထုတ်ပြပါ